Hello Kai အားလုံးပဲမင်္ဂလာပါ Storytelling by Night မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် Mr. Night ပါကျွန်တော်အခုပြောပြသွားမယ့်ဇာတ်လမ်းနေရတော့ Scary Story တဲ့မင်းနောက်မှာပါလာရဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်တညမှာတက်ထွေးအပြည့်နဲ့ဇေယျဆိုတဲ့အသက်16နှစ်အရွယ်တငယ်ချင်း3ယောက်ဟာညဘက်ဂိမ်းသွားဆော့ဖို့ချိန်ထားကြတယ်ဂိမ်းကိုအယူမူဆော့ကြတဲ့ကောင်လေးတွေဆိုပါတော့ဂိမ်းကိုအယူမူဆော့ကြရင်လည်းအချိန်တွင်ကုန်နေတာတော့မတိလိုက်ကြဘူးသူတို့ပြန်ထွက်လာတဲ့အချိန်မှာတော့ည7 နာရီတောင်ကျော်နေခဲ့ပြီလမ်းတွေကတိတ်ဆိတ်နေတာကားတန်းတွေဒူးထန်းတွေမရှိဘူးအင်းစိတ်တဲ့လေတွေကတာတဝူးဝူးနဲ့တိုက်ခတ်နေပြီးတော့ကနော်ကြီးဖေးရတစ်ပင်ကြီးတွေရလဲညမောင်ထဲမှာလူတယောက်လိုလှုပ်ရှားနေတယ်လို့ထင်ရတယ်အစမှာတော့သူတို့တော့စပိန်ပုံမှန်ပဲနေလာခဲ့ကြတယ်ဒါပေမဲ့ဇေယျရဲ့စပိန်ကရုတ်တရက်အရန်လေးလာတော့တာပေါ့နေရတာခက်လာတယ်ဇေယျတယောက်အသက်ရှူမဝအောင်မောပန်းလာပြီးတော့စပိန်ကတယောက်ယောက်လိုက်စည်းထားတယ်လို့မျိုးတဖြည်းဖြည်းနဲ့ပုံမူလေးလာတယ်ဒါပေမဲ့ဇေယျကတော့ဘာမှမမြင်ရတဲ့အတွက်ဘာမှမသိဘူးအဲ့ချိန်မှာအပြည့်နဲ့တထွေရဇေယျကိုလမ်းကြီးလိုက်တဲ့အချိန်မှာပဲသူတို့နှစ်ယောက်လုံးတွေးရသွားကြတယ်ဇေယျရဲ့စပိန်နောက်ထန်ကုန်မှာအရက်ရှိရှိပဲပိန်ပါပါတယ်စပင်ဖားလျားချတာတဲ့တွေးစိုးနေတဲ့အဖြူရောင်ကောင်းဝတ်ထားတဲ့တရေမတကောင်ဟာတုံမလုပ်ပဲဇေယျနောက်မှာငင်ငင်ကြီးထိုင်စီနေတာကိုမြင်လိုက်ရတယ်သူမရဲ့စပင်တွေကမြေကြီးနဲ့တောင်ထိနေပြီအနီရောင်တွေးဆက်တွေရလဲကောင်းဝင်ပေါ်မှာအမြောင်များစုပ်ထင်းနေတယ်အဲ့ဒီအချိန်မှာဇေယျကမောဟိုက်တကြီးနဲ့ပြောခဲ့တယ်ငါစပင်းဖိုင်နေရတယ်အဲ့လိုနဲ့သူ့နောက်မှာပါလာတယ်ဆိုတာကိုသူမသိခဲ့ဘူးနောက်ဆုံးမှာတော့အပြစ်ရဟဲ့အောင်စေးရမင်းနောက်မှာတရဲမပါလာတယ်လို့ပြောလိုက်တယ်ဇေယျကိုလည်းစပိန်ပေါ်ကနေကန်ချလိုက်ပြီးတော့အဲ့ဒီနောက်မှာသူတို့3ယောက်တာအတက်လူပြေးကြတော့တာပေါ့စပိန်တွေကိုတော့ပြန်မြူနိုင်တော့တဲ့အထိအနောက်ကိုလည်းပြန်လှည့်မကြည့်တော့ပဲနဲ့အကြောက်လွန်ပြီးတိုက်ပေါ်မောကြီးပန်းကြီးနဲ့အတက်လူပြေးတတ်ကြတာပေါ့လေအဲ့ဒီညပြီးတဲ့နောက်ပိုင်းမှာသူတို့3ယောက်ညဘက်ဂိမ်းဆိုင်ကိုဘယ်တော့မှမသွားရဲကြတော့ဘူးကနော်ကြီးဘေးလန်းကိုလည်းညအချိန်မတော်ဘယ်တော့မှမသွားရဲကြဘူးဒါပေမဲ့သူတို့ပြစ်ထားခဲ့တဲ့စပိန်နဲ့အတူအဲ့ဒီတရေမကတော့အခုထိညမောင်ထဲမှာတယောက်ယောက်စပိန်စီလာမအောင်လိုက်စီးဖို့အတွက်စောင့်မျှော်နေလားဆိုတာကိုတော့ဘယ်သူမှမသိနိုင်တော့ပါဘူးဟုတ်ကဲ့ကျွန်တော်ခုပြောပြသွားတာကတော့မင်းနောက်မှာပါလာတယ်ဆိုတဲ့ story လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ story လေးတွေကိုတိုင်းနေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်